여러분 스크린이야비라. 오케이. 여러분 스크린이야비나. 제로디 마 대야마지. 아니요. 제가 카메라 빼이타요. 카메라 발로 빼이타래서 제가 아시고 면안 내가ပြောနေဆို ဆရာမျက်နှာကြီးအကြီးထွက်လာမှာဆိုအရှိကို여러분တို့အတန်ကြားအောင်လို့ပို့ပြီးတော့ကြီးကြီးလေးလေးကြားအောင်လို့အရှိကိုနည်းနည်းကွန်ပျူတာနားကိုကပ်ပြီးတော့ပြောနေအောင်လို့ဟုတ်ပြီနော်အဲ့တော့ဆရာတို့ကြည့်မယ်ဆိုရင်ဆရာတို့သင်မဲ့တရားတွေသင်ပါရမယ့်တရားကိုဆရာတို့သင်ရမှာသင်ပါရမယ့်တရားကိုသင်ရမှာသင်ပါရမယ့်ကဘာတွေပဲလဲဆိုတော့ညှော်လင့်မထားပဲဖြစ်လာတဲ့ကိစ္စဒီရုပ်တရက်ဆန်တဲ့ကိစ္စကြောင့်ပေါ့နော်ထပ်ပေါ်လာတဲ့နည်းနည်းပြောမယ် negative ဆန်တဲ့မကောင်းတဲ့ရလက်ထွက်ပေါ်လာတာမျိုးသုံးတာပြောနိုင်လားသူကဆရာတို့သင်ကြရတယ်ဟဲ့ခီတဲမှုနဲ့တရားနဲ့တော့ပြီးတော့တူတယ်여러분은 뒤에 말해 기 때문에 들 안에다 뚜래 기 때문에 자로 가운데 열렸고 가운데 열렸고 나 굴렁동로 야비면 새로 는 바람에고 자로 가운데 열려 맞다오네 는 바람에고 가운데 열려디 맞다오네 뭐노 우마 땡해지요 뭐노 땡해지요는 뭐노 사바로 그러네 뭐야 아니로 뭐야 로 ကျောင်းကိုမသွားခဲ့အောင်မိုးရွာလို့ကျောင်းမသွားခဲ့အောင်ဒါဆိုလို့ရှိရင်ဒါပါလေအကြောင်းပြချက်ကိုပြောတာပဲဒါပေမဲ့တော့ပါလေမကောင်းတဲ့အကြောင်းပြချက်ရုပ်တရက်ကြီးမိုးရွာတယ်ဆိုတာမျိုးကိုကြိုသိနိုင်လားရုပ်တရက်ကြီးဖြစ်ပေါ်လာတာဟုတ်လားဒီလိုရုပ်တရက်ဖြစ်ပေါ်လာတဲ့အကြောင်းအရာဒီပေါ့နော်အခြေအနေတစ်ခုကြောင့်ကိစ္စတစ်ခုကြောင့်နောက်မှထွက်လာတဲ့မကောင်းတဲ့ရလက်အကြောင်းကိုပြောချင်တဲ့အခါအဲ့ဒီအကြောင်းကြီးကိုပြောချင်တဲ့အခါမှာတုံးဂီတဲမွန်းနဲ့ကျတော့နှစ်ခုလုံးသုံးလို့ရတယ် positive ကော negative ကောဒါပေမဲ့ non parameter ကျတော့ဆရာတို့ negative အခြေအနေကိုပဲဆရာတို့သုံးလို့ရဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီဆရာတို့တစ်ချက်တွားကြည့်မယ် non parameter ကိုတဲ့အတွက်ကြောင့်လို့ဆိုပြတဲ့အတွက်ကြောင့်တူတူပါပဲအကြောင်းပြချက်ကိုပြောတဲ့အခါဟုတ်ပြီနော်သူ့ကိုဘာနဲ့သုံးလဲဆိုတော့ဒုံးစာနဲ့ပဲသုံးတယ်ဒုံးစာaction verb တွေနဲ့ပဲသုံးတယ်ဒါပေမဲ့ဆရာတို့အဲ့မှာနည်းနည်းလေးသိထားရမယ်ကန့်သက်ချက်ကလေးတွေရှိမယ်နော်ကန့်သက်ချက်ကလေးတွေကဘာလဲဆိုတော့ဆရာတို့ဒုံးစာမှာသုံးလို့ရတဲ့ဒုံးစာတွေရှိတယ်လို့သုံးလို့မရတဲ့ဒုံးစာတွေရှိပေါ့နော်ဒီ non parameter သူကမှတ်ထားမယ်ဆိုလို့ရှိရင်ပေါ့နော်သူကနည်းနည်းကြီးများတယ်ဇီးစားကြောင်နဲ့ကောင်လို့မှတ်တာ non parameter ဒီသူကလည်းသူနည်းနည်းဇီးစားကြောင်နော်သူဒီဘယ်လိုဟာမျိုးတွေကိုသုံးလဲဆိုတော့ဒုံချက်ဒုံစာလို့ခေါ်တဲ့ဒုံချက်ဒုံစာဆိုတာပြုတ်မှုတွေဒုံချက်ဒုံစာလို့လည်းခေါ်တယ်တချို့ကြလည်းဟင်းဒုံစာလို့ခေါ်တယ်အပြုတ်မှုပြောရဲဆိုဟင်းမီဒုံစာလို့လည်းပြောတယ်အကုန်လုံးကတော့တစ်ခုခုလှုပ်တဲ့ action ကိုပြတဲ့ကောင်တွေပဲဒုံချက်ဒုံစာဟင်းဒုံစာဟင်းမီဒုံစာဆိုတာတူတူပဲပြောနိုင်လားရောပေါ့အကုန်လုံးတူတူပဲဒုံချက်ဆိုတာလှုပ်ရှားမှုဟင်းဒုံဆိုတာလည်းအပြုတ်မှုဟင်းမီဆိုတာလည်းအပြုတ်မှုလှုပ်ရှားမှုတွေဒါတွေပြောတာပဲတူတူပဲဒုံချက်ဒုံစာဟင်းမီဒုံစာတစ်ခုပဲဟုတ်ပြီနော်သုံးခုတော့တူတူပဲဆရာတို့အခေါ်တော့ဆရာတို့ဒုံချက်ဒုံစာဆိုပြီးတော့ပဲဆရာတို့သင်လိုက်ကြမယ်ဟုတ်ပြီနော်ဒုံချက်ဒုံစာနဲ့သုံးလို့ရတယ်ဟုတ်နောက်ပြီးတော့ဆရာတို့ဘာနဲ့သုံးလို့ရသေးလဲဆိုတော့ပြောနာဒုံစာရည်နဲ့သုံးလို့ရတယ်ဆရာတို့ဘာနဲ့သုံးလို့ရတယ်ပြောနာဒုံစာရည်နဲ့သုံးလို့ရတယ်ဆရာတို့နောက်မှာလဲဒီဒုံစာနဲ့ပတ်သက်တာကိုဆရာဒီဗီဒီယိုရဲ့အနောက်မှာဆက်ပြီးပြောသွားအောင်ပါဒါအခု non parameter သုံးဖို့ပြောသွားတာနော်ဒုံချက်ဒုံစာတွေမှာဒုံချက်ဒုံစာတွေမှာဘာတွေရှိမလဲဆိုတော့ဂါထာသွားသည်ဆရာနဲ့ချလိုက်အောင်ဒုံချက်ဒုံစာဂါထာသွားသည်မုတ်တာစားသည်အိုတာလာသည်ဒါတွေဘာတွေလဲရောဒုံချက်ဒုံစာတွေပြောနာဒုံစာဆိုတာပြောင်းလဲတဲ့ကောင်တွေပေါ့နော်မြင်တသာရှင်းအောင်လို့ဆိုရင်နုတ်တာဆိုတာအရေးပြောတာသူဆိုတာဒီတို့ချက်ချင်းအရေးပြောတာချက်ချင်းပြောတာနည်းနည်းစီပြောတာဟဲ့နုတ်တာဆိုပြီးတော့အရေးပြောသည်ဆိုမင်းအရေးပြောသည်ဆိုချက်ချင်းအခဲရနေဖုတ်ဆိုချက်ချင်းအရေးဖြစ်သွားတာမျိုးမဟုတ်ဘူးဗာလေတဖြည်းဖြည်းနဲ့ဖြစ်တာမဟုတ်သူပြောနာဒုံစာပြောင်းလဲတဲ့ဒုံစာပြောတာနောက်ပြီး oil တာရေခဲတယ်ရေခဲကလည်းချက်ချင်းခဲလာရောပေါ့ချက်ချင်းမခဲဘူးပါလေဖြည်းဖြည်းနဲ့မှအရင်တဖြည်းဖြည်းခဲသွားပြီးတော့ခဲတုံးဖြစ်သွားဟတ်ချလောင်းဆိုပြီးချက်ချင်းပါဖြစ်သွားတယ်ခဲသွားလားမဟုတ်ဘူးနော်ဒါကြောင့်သူ့ကိုပြောနာဒုံစာလို့ခေါ်တာဟုတ်ပြီနော်여러분ဒါကိုသိမယ်နော်နှစ်ခုပါလဲပြန်ပြောမယ်ဒုံချက်ဒုံစာရဲ့ပြောနာဒုံစာရဲ့
ဘာလဲလေ동작 동사의 변화 동사의 뒤나고ဟုတ်ပြီနော်ဒီနှစ်ခုကိုအရင်ဆုံး여러분တို့မှတ်ထားမယ်နော်ဟုတ်ပြီနော်ဆရာဆက်ပြောမှာမလို့ဒီနှစ်ခုတေချာမှတ်ထားမယ်ဗာလဲ동작 동사 변화 동사ဒီနှစ်ခုနဲ့တုံးမယ်동작 동사 변화 동사ဒီနှစ်ခုနဲ့တုံးမယ်နောက်ပြီးတော့ဘာနဲ့တုံးမလဲဆိုတော့여러분တို့သိမယ်ဖြီ동사လို့ခေါ်တယ်ဖြီ동사ဖြီ동사ဆိုတာဘယ်လိုဟာမျိုးလဲဆိုရင်နေတော့ဖြီ동사ဖြီ동사ရဲ့ပဲရှိတယ်닫다ဆိုရင်ပိတ်တယ်ဒါဖြီ동사မဟုတ်သေးဘူးနော်ရိုးပြ닫다မဟုတ်ဘဲနဲ့닫히다ဆိုရင်သူကအပိတ်ခံလိုက်ရတယ်ဆိုတော့ပိတ်လိုက်တယ်ဆိုတာ닫다ပိတ်တယ်닫히다ဆိုရင်ဒီမှာလို့ပိတ်လိုက်တယ်ပေါ့နော်ပိတ်လိုက်တယ်ဆိုရဲကောင်အဲ့တော့ဖြီ동사ကကျတော့သူက business နေပါလေဆိုလို့ရှိရင်အပေါက်တွေပါတယ်ဆိုလို့ရှိရင်ပေါ့နော်ဟုတ်ကဲ့နောက်ထပ်ဆိုရင် ifta ဆိုရင်နောက်ထပ်နားလည်အောင် ifta with တယ် ifta ဆိုရင်ဝတ်လိုက်တာဒီမှာဝင်နေဖြစ်တာပေါ့နော်သူက passive ပုံစံပေါ့အင်္ဂလိပ်လိုပြောရင် passive ပုံစံပေါ့နော် active ပုံစံမဟုတ်ဘူး passive ပုံစံလုပ်တဲ့သူကကိုမဟုတ်ဘဲလေတခြားပေါ့နော်တခြားအရာဟုတ်လား여러분ငယ် active passive ငယ်ဝင်မလားအဲ့လိုပဲသူကဖြီတုံးစာ passive ပုံစံဒီပေါ့နော် passive ပုံစံသူက action back ဖြီတုံးစာပေါ့နော်ဒီသုံးကောင်နဲ့သုံးမယ်동작 동사သုံးမယ်변화 동사သုံးမယ်ဖြီတုံးစာနဲ့သုံးမယ်ဟုတ်ပြီနော်여러분ဘာနဲ့သုံးမလဲ동작 동사သုံးမယ်변화 동사သုံးမယ်ဖြီတုံးစာနဲ့သုံးမယ်ဖြီတုံးစာနဲ့သုံးမယ်동작 동사ဆိုတာဒီဆရာတို့ဘာနဲ့မှတ်ထားရလဲဆိုတော့ပေါ့နော်ဆရာတို့ဒါကိုဘယ်ကနေယူပြီးတော့သုံးတာလဲဆိုတော့အတိပယ်ရ동작ဆိုတာအပြုတ်မှုလှုပ်ရှားမှုဆိုတာဂါတာတွားသည်ဆိုအပြုတ်မှုလှုပ်ရှားမှုကိုပြောတာသူဒီ동작 동사ဆိုတရားအခေါ်ဆိုတာထက်အတိပယ်ရမှတ်တဲ့တရားအခေါ်변화 동사ဆိုတာလည်းအတိပယ်ရမှတ်တဲ့တရားအခေါ်ဒါပေမဲ့ဖြီ동사ဆိုတာတော့တရားအခေါ်စစ်အဲ့တော့ဆရာတို့နည်းနည်းပေါ့နော်ဒီတရားရဲ့ဥပမာစာကြောင်းတွေကိုဖတ်မကြည့်ရင်အဲ့ဒီ동사နဲ့ပတ်သက်တာလေးကိုဆရာတို့အရင်ဆုံးတစ်ခေါက်သွားလိုက်မယ်ဟုတ်동사 의미상အကြောင်းဒီကောင်းစရာဆိုရင်ဆရာကောင်းစီလေးတက်ထားတယ်။ဒါဒီပါလဲဆိုတော့အတိတ်ဘယ်ကနေပြီးတော့ယူတဲ့အတိတ်ဘယ်ကနေပြီးတော့ယူတဲ့동사ကိုခေါ်တဲ့ခေါ်ခုနပြောတဲ့ဆရာအပေါ်ခေါ်ရဲပါလေ동작 동사 행동 동사 야 가다 먹다 오다ဒါလေး변화 동사 고장하다ပြက်တယ်ဆိုတာလေစက်ပစ္စည်းတွေပါပြက်လို့ရှိရင်ဘာဖြစ်လဲချက်ချင်းထောက်ဆိုပြက်သွားတဲ့နည်းနည်းစီတစ်ခုချိုရင်းလာ고장나다ဆိုချိုရင်းနေဆိုတာချက်ချင်းဖက်ချလောင်းဆိုချက်ချင်းချိုရင်းတာပေါ့ဘာဖြစ်လဲသုံးရင်းနဲ့တဖြည်းဖြည်းနဲ့ဘာဖြစ်လဲချိုရင်းလာသုံးလို့ဟုတ်တယ်တဖြည်းဖြည်းဖြစ်လာလျှက်စီးရဲ့သူကပစ္စည်းတွေကိုချက်ချင်းလျှက်စီးရဲ့ပစ္စည်းတွေလျှက်စီးကချက်ချင်းဒီနေရာနေပြီးတော့ကိုနေရာချက်ချင်းရောက်လာမဟုတ်ပါလေခလေးမှာသူကတွားပြီးမှတဖြည်းဖြည်းနဲ့မှရောက်သွားဟုတ်လားစီးဆင်းပြီးတော့ရောက်သွားဟုတ်လားပြောင်းလဲပြီးတော့မှရောက်သွားဒီနေရာနေဟိုနေရာကိုပြောင်းလဲပြီးရောက်သွားအဲ့လိုထားပါတော့ဒါဆိုရင်အပေါ်ကဒီ동작 동사 변화 동사သုံးလို့ရတယ်ပေါ့နော်ဒီ는 바람에 들아နဲ့상대 동사 존재 동사ဆိုရင်ဒီနှစ်ကောင်ဒီအောက်ကဒုတိယနှစ်ကောင်ဒီတွဲပြီးတော့သုံးလို့မရဘူး는 바람에 들아နဲ့သုံးလို့မရဘူး는 바람에 들아နည်းနည်းကတိကတနိုင်ဒီဇီးစားကြောင်းနေပေါ့ဒီလိုလေးမှတ်ထားနော်상대 동사အခြေအနေကိုပြတဲ့ကောင်좋다ကောင်းသည်많다များသည်피곤하다ပင်ပန်းသည်ဒီကောင်နေနဲ့တွဲပြီးတော့သုံးလို့မရဘူးခုတော့ဗာလေအခြေအနေကိုပြတဲ့동사 존재 동사ဆိုတာတည်ရှိမှုပြတဲ့동사တွေဖြစ်တယ်있다ဒါအတ္တမှုနော်있다ရှိသည်없다မရှိဘူး살다နေထိုင်သည်계시다ရှိသည်ဒါ있다ရဲ့အနေတော့နော်ဒါရင်းနဲ့သုံးလို့မရဘူးအပေါ်နှစ်ကောင်နဲ့သုံးလို့ရတယ်အောက်ကနှစ်ကောင်နဲ့သုံးလို့မရဘူးတို့ကဒါလေးအလွယ်မှတ်ထားရင်ရတယ်ဟုတ်ပြီနော်ဒီအီမီဆန်းရပြောမယ်ဆိုရင်အီမီဆန်းဆိုတာအဓိပ္ပာယ်အရာသတ်မှတ်တဲ့နှစ်ကောင်ဆိုရင်ဒီနှစ်ကောင်နဲ့သုံးလို့ရတယ်ဟုတ်ပြီဆရာတို့နောက်ကကောင်လေးကိုဆက်ကြည့်မယ်ဒါပါလဲဆိုတရားအခေါ်ရခေါ်တဲ့ကောင်လေးတွေတရားအခေါ်ရခေါ်တဲ့동사တွေကတော့အများကြီးရှိပေါ့နော်ရောက်တော့ဖြစ်ဆရာတို့သင်ရတဲ့ကောင်တွေကတော့ဒါတွေပဲဒါတွေအများကြီးရှိတဲ့နေရာမှာ동사တွေအများကြီးရှိ자동사ဆိုတာဒီအလွယ်မှတ်ထားရင်
အလွယ်ဖတ်တာတဲ့သူ့ရဲ့အသေးပဲပေါ့နော်သူကဘာလဲဆို object မရှိဘဲနဲ့ပြည့်စုံတဲ့ကောင် object မရှိဘဲနဲ့ပြည့်စုံတဲ့ကောင် object မရှိဘဲနဲ့ပြည့်စုံတယ်ဂါသာသွားသည်ဆိုငါသွားတယ်ဆိုရပြီ object မရှိလဲပြည့်စုံပြောနိုင်လား object မရှိပဲပြည့်စုံတယ်တို့နားလဲနော်ဂျာသုံးစာဂါသာဟုတ်ပြီနော်နောက်ပြီးတော့မုတ်တာနေဖြတ်လိုက်အောင်နေရတော့ဒီဟာကိုမှားနေလို့မုတ်တာမပါဘူးဂါသာသွားသည်ဆိုလို့ရှိရင်သူကဘုတ်ကြောက်ဖို့လို့ခေါ်ရဲပေါ့နော် object မရှိဘဲနဲ့ပြည့်စုံတယ်သူကဂါသာကလေသွားတယ်ငါသွားတယ်ဒါဆိုရင်အဓိပ္ပာယ်ဟဲ့ငါသွားပြီလို့ပြောရင်ပြည့်စုံတယ်ဟုတ်လားငါသွားပြီသူကသူသွားချင်နေစီသွားငါသွားပြီလို့ပြောရင်အဓိပ္ပာယ်ရှိဟုတ်တယ်ငါငိုတယ်အဓိပ္ပာယ်ရှိခြားတာအိတ်တယ်ငါအိတ်တယ်အဓိပ္ပာယ်ရှိဒါမတ်တာမဟုတ်မုတ်တာဖြစ်စလုံးမနေမုတ်တာစားသည်ဟဲ့ငါစားတယ်ဟဲ့နင်ကဘာစားတာလဲလို့ပြန်ပြောလားငါသွားပြီလို့တကယ်ချင်းပြောရင်ပြန်မေးလားမမေးဘူးခြားသုံးစားဘာဖြစ်လဲသူဒီ object မရှိပဲပြည့်စုံတယ်ထားသုံးစာတွေကြတော့ object မရှိဘဲနဲ့မပြည့်စုံဘိုးသားကြည့်တယ်ဟဲ့ငါကြည့်တယ်ဟဲ့နင်ဘာကြည့်တာလဲလို့ပြန်မေးမှာဟုတ်လားဟဲ့ငါငိုနေတယ်ဟဲ့မငိုပါနဲ့လို့ပဲပြောဟဲ့မငိုပါနဲ့တကယ်ချင်းပါပဲပြောမှာဟဲ့နင်ဘာငိုနေရလဲလို့ပုံတော့မနေဖြစ်ဟုတ်တယ်ဒိဗေရှိဒါပေမဲ့မောက်တာစားသည်ဘိုးသားကြည့်သည်ဖတ်သည်ဘိုးသားလာသည်ဘိုးသားလည်းမပါဣတာဖတ်သည်ဟဲ့ငါဖတ်တယ်ဟဲ့နင်ဘာကိုဖတ်တာလဲဟုတ်တယ်ဇာသုံးစာသည် object မရှိလဲပြည့်စုံတယ်ထားသုံးစာဒီ object မရှိမပြည့်စုံဝိုးချိုသုံးစာကကြတော့ပေါ့နော်သူ့ကြီးပဲမဟုတ်ပဲနဲ့သူ့ကြီးပဲအနောက်ကဒီကောင်လေးတွေကိုပြောတာများသားပဲဘောက်တာစားဒီဘောကောဘူတာစားကြည့်ဒီနှလုံးကိုတွဲပြီးတော့ပူတာပေါ့နော်အကူညီပေးတာဘောကောဘူတာဆိုလို့ရှိရင်သူအတွဲလိုက်ဘောကောဘူတာစားကြည့်ဒီဆိုရင်မင်းနေဟုတ်လားဒါဆိုဝိုးချိုသုံးစာလို့ခေါ်တယ်စောပေါ်ရီတာသုံးပြစ်ဒီလိုအပ်သူတာဆိုရင်ထားလိုက်ဒီအဲ့လိုထားလိုက်ဒီဆိုတဲ့ဟာကိုပြောတာဒါတွေကဘူကျူသုံးစာဟုတ်ပြီနော်သူတစ်လုံးနဲ့မဟုတ်နှလုံးတွဲအဓိပ္ပာယ်ရှိရကောင်နှလုံးတွဲအဓိပ္ပာယ်ရှိရကောင်နေပေါ့နော်ဒါတွေကိုပြောတာနောက်ပြီးတော့စာသုံးစာဒါတွေတော့여러분တို့အသေးစိတ်နောက်ပိုင်းကျရင်ဆက်ပြီးသင်အောင်စာသုံးဖြေတော့ကစာသုံးစာဆိုတာမော်ဂီတာအစားခံရတာမော့တာစာဒီမော်ဂီတာအစားခံရတာဣပတာဝိစင်ဒီဣပတာဆိုတော့ဘယ်ပြောမလဲဝိခံရတယ်ပေါ့ဝိခိုင်းတယ်ပေါ့ဝိခံရမှုဝိခိုင်းတယ်ပေါ့ဣပတာကြတော့ပြောမယ်ဆိုလို့ရှိရင်ဣပတာဝိဣပတာဆိုတော့ခိုင်းစေတဲ့ပုံစံဆိုတော့ပေါ့နော်မော်ဂီတာဆိုရင်ဒါကကျွေးတာမော်ဂီတာဆိုရင်ကျွေးတာမော်ဂီတာမော့တာစာဒီမော်ဂီတာဆိုရင်ကျွေးတာကလေးကိုအစားဆိုင်ပြကျွေးမယ်ဆိုတော့အာဂီရကလေးကိုဘာမော်ကျော်ဆိုလို့ရှာကျွေးတယ်လို့အဓိပ္ပာယ်မျိုးသုံးတာဣဖိတာဆိုတော့ဒါဝစ်ပေးတာလို့သုံးမှာဝစ်ပေးတာဝစ်တီမဝစ်ပေးတာဂျေဟူတာဆိုရင်ပေါ့နော်အိတ်စေတာကလေးဆိုကလေးတိတ်တယ်ပါညာတိတ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာဂျေဟူတာဒါရဲ့စာသုံးပြီးဖြီသုံးစာကြတော့ဘာလဲဆိုဓာချီတာဆိုလို့ရှိရင်လူလုံးမှာလူကလှုပ်လိုက်လို့ဖြစ်တဲ့ကောင်နေပိတ်လိုက်တယ်ဆိုတော့ပိတ်လိုက်သည်ဆိုတာဒီသူ့ဘသူကြီးပိတ်လိုက်တာမျိုးမရှိဘူးဟုတ်လားမလူကဘာလို့လဲတကားဆွဲတွန်းပြီးတော့မှပိတ်လိုက်ရဘိုးကြီးဒါမြင်ရတယ်မြင်နေဆိုတာဒီဘာလို့ရမှာကြည့်ရမှာမခိတာဆိုရင်လည်းဒါပိတ်ခံရဆိုတာဘာဖြစ်လဲပိတ်လို့ပိတ်ခံရလေဟုတ်တယ်အခုကအလောက်ခံရတဲ့ကောင်တွေကြတော့ဖြီသုံးစာဟပ်စွန်သုံးစာတွေကြတော့တွေးတာကပြေးတာတွေးရောခါတာဆိုလို့ရှိရင်ပြေးသွားတာပြေးတည်နဲ့သွားတည်ပြေးသွားတည်နာရဟုတ်တာဆိုရင်ပြန်သွားရပြန်လာရလို့ပြောလာနာရဟုတ်တာဆိုတာဒီ flying လုပ်ပြီးတော့တောင်မနဲ့ flying လုပ်ပြီးပြန်လာတာမျိုးပြောချင်တယ်အဲ့လိုဆိုနာရတာကပြန်တာဥသားလာတည်ပြန်နဲ့လာပြန်တည်နဲ့လာတည်ပြန်လာတည်ဇရောဥသားဆိုရင်ဝင်လာတည်
ဝင်ဒီနဲ့လာဒီဝင်လာဒီပေါင်းတဲ့ပုံစံ 합성 동사 စိဒီလိုအများကြီးရှိအများကြီးရှိကျွန်တော်ကမူပုတ်ဆန်းအရာမှတ်မယ်ဆိုလို့ရှိရင်အများကြီးရှိဒီလိုအများကြီးရှိဒီလိုအများကြီးရှိအများကြီးပဲတို့မှမှတ်နိုင်မှာမဟုတ်ဟုတ်နော်အဲ့ထဲမှာမှတ်ထားမယ်ဂျာသုံးစာဖီသုံးစာလေးတွေကိုဂျာသုံးစာဖီသုံးစာဂျာသုံးစာထားသုံးစာလေးကိုတတွဲမှတ်မယ်ဒီစာသုံးဖီသုံးကိုမှတ်မယ်ဒီဘူဂျိုသုံးစာနဲ့ 합성သုံးစာတော့တိတ်ပြီးစာထဲမှာတော့တင်တဲ့ထဲမှာတိတ်ပြီးမတွေ့ဘူးတင်တာတင်တဲ့ဟာတွေတိတ်ပြီးမတွေ့ကြဘူးဒီနှစ်ခုပေါ့ဒီနှစ်ခုကတိတ်ပြီးမတွေ့ရအောင်ကြာအောင်နဲ့ဆိုမမြင်ရအောင်ဒီနှစ်ခုပေါ့နော်ဒီနှစ်ခုကတိတ်တော့မတွေ့ရအောင်ကျန်တဲ့ဒီ၄កောင်ပဲမှတ်ထားရပြီဒီနှစ်កောင်ရယ်ဒီနှစ်កောင်ရယ်ဒါပဲမှတ်ထားပေါ့နော်ဒါကိုတိတိကျကျမှတ်ထားဟုတ်ပြီနော်အဲ့ဒီမှာကျတော့ဒီနွန်းပါရမဲနဲ့သုံးလို့ရတာကဒီကောင်လေးလည်းပါတယ်ဖီတုံစာရည်လည်းသုံးလို့ရတယ်ပြောမယ်ဖီတုံစာသုံးလို့ရတယ်ဖီတုံစာဒီကောင်သုံးလို့ရတယ်နွန်းပါရမဲနဲ့ဖီတုံစာသုံးလို့ရတယ်သူဒီအပြုတ်မှုတစ်ခုပေါ့နော်ပြုတ်မှုတို့ဇက်တိုက်ဖြစ်တဲ့အပြုတ်မှုတစ်ခုဟိုနေဖြစ်တာအတွက်ပိတ်လိုက်တယ်ဆိုလို့ရှိရင်ပိတ်လိုက်တယ်ဆိုတာဘာဖြစ်လဲချက်ချင်းပြီးသွားတာမျိုးမဟုတ်ဘူးဘာဖြစ်တွန်းလိုက်ရတယ်တွန်းပြီးမှတကားလေးရွေးလာပြီးမှပိတ်သွားဒါမျိုးပြန်လာကြည့်လိုက်တယ်ဆိုလည်းစဉ်းမကြည့်ဘူးဘာဖြစ်လဲအဲ့ကိုအာယုံဆိုင်ပြီးတော့အဲ့ဒီကိုအကြည့်ကသွားပြီးမှသွားမှအကြည့်ရောက်သွားပြီးမှမြင်ရတာဟုတ်တယ်မမြင်ရသည်ပိုးပြီးသားဆိုတာမခိတာပိတ်တယ်ဆိုလဲချက်ချင်းပိတ်တာမဟုတ်ဘူးဟုတ်တယ်မလားအဲ့နေရာသွားပြီးမှလူကပိတ်လိုက်ဒါမျိုးပြောချင်တော့ဟုတ်ဆိုရင်တရားကနည်းနည်းတရားအရပြောမယ်ဆိုရင်နည်းနည်းလေးတော့ရှုပ်တယ်အဲ့လိုမျိုးပြောရင်ပထမဒီထဲကနေပြီးတော့ဒါကျဒုံစာတွေဘာရှိလဲဆိုတာပြောသွားတာအဲ့ဒီမှာခုနကအနောက်မှာဆိုလို့ရှိရင်ဘာတွေသုံးလို့ရမလဲဆိုတော့ဖီသုံးစာသုံးလို့ရမယ်ဒီအပေါ်ကောင်တွေကြတော့ဒီမှာဂါတာတို့မုတ်တာတို့ဒီမှာပြန်ပါရတွေ့လားဂါတာမုတ်တာဒုံကြဒုံစာတစ်ဖြစ်လဲဘာတွေပဲလဲဂျာသုံးစာတွေပဲဒါတရားအခေါ်ရဒါလေးကတရားအခေါ်ရကျတို့အဓိပ္ပာယ်ရမှတ်အဓိပ္ပာယ်ရနှစ်ကောင်တွေကဒုံကြဒုံစာရဲ့ဖြောင်းသားဒုံစာရဲ့ဒီနှစ်ကောင်နဲ့သုံးလို့ရမယ်ဒီတရားဒီနှစ်ကောင်နဲ့သုံးလို့ရမယ်ပြုမှုရဲ့ပြောင်းလဲခြင်းရဲ့ပြီးတော့ဘာဖြစ်လဲတခုခုခိုင်းစေခြင်းလှုပ်ချင်းခံရတဲ့ကောင်ဖီသုံးစာရည်နဲ့သုံးလို့ရမယ်ဒီသုံးခုမှတ်ထားမယ်သုံးစာရည်တော့အများကြီးရှိရနော်သုံးစာရည်အများကြီးရှိတဲ့ထဲမှာဒီသုံးကောင်နဲ့မှတ်ထားမယ်ဟောအဲ့လိုပြောလို့ဒီသုံးကောင်ပဲသုံးလို့ရတာဆရာဒီဂျာသုံးစာထသုံးစာရည်သုံးလို့မရဘူးလားဆိုအဲ့ဂျာသုံးစာထသုံးစာရည်ဘယ်ထဲမှာပြန်ပါလဲတော့ဂါသာသွားသည်အာဒီစားသည်ငိုသည်ဒါတွေဘာတွေလဲနော်ဒီထဲကနေပြောဘာဖြစ်လဲဘာတွေလဲအဲ့ထဲမှာပါလဲဒီထဲမှာပြန်ပါတယ်ဒုံကြတို့ဒုံကြတို့ပြောနာတို့ပြန်ပါတယ်ဟုတ်တယ်မလားအဲ့တော့ तू ကဘုံဘတ်ဒီစကလုံးအရာဓာရီနဲ့မှတ်မယ်ဆိုရောကတော့ရှုပ်ဓာရီနဲ့မှတ်မယ်ဆိုရောကတော့ရှုပ်မှာအဲ့တော့အလွယ်အနေနဲ့ဒုံကြနဲ့ပြောနာနဲ့မှတ်တာဒုံကြပြောနာဒီနှစ်ခုမှတ်မယ်စမ်းတဲ့နဲ့ဂျုံကျဲသုံးလို့မရဘူးလို့မှတ်မယ်မှတ်မယ်ဒီနောက်ကဓာဒီပေါ့နော်ဘဟုတုတရအောင်ပြောပြတာဘဟုတုတရအောင်ပြောပြတာဘဟုတုတရအောင်ပြောပြအဲ့ထဲမှာဖီသုံးစာတော့မဖြစ်နေသုံးမယ်နော်ဖီသုံးစာတော့မဖြစ်နေသုံးမယ်ကျန်တဲ့ဒီဘူဂျိုသုံးစာတော့ဟပ်ဆုံးသုံးစာတော့ဘဟုတုတအနေနဲ့ပဲမှတ်ထားမယ်တိတ်မမှတ်ထားလည်းရတယ်ဟုတ်ပြီနော်ဖီသုံးစာသုံးမယ်ဒီတရာအတွက်ဒုံကြဒုံစာပြောနာသုံးစာဒါသုံးမယ်ပဲမှတ်ထားကျန်နောက်ပြီးတော့သုံးလို့မရတာဒီနှစ်ကောင်ဒီသုံးလို့မရဘူးကျန်တာတွေဒီဘဟုတုတအနေနဲ့ပဲမှတ်ထားမယ်ကျန်တာတွေဒီဘဟုတုတအနေနဲ့ပဲမှတ်ထားမယ်လို့ဆိုရောတော့အများကြီးမှတ်လိုက်ရှုပ်သွားမှာဆိုဟုတ်ပြီနော်ဒီနှစ်ခုအဓိပ္ပာယ်ရမှတ်ဒါတွေကအဓိပ္ပာယ်ရမှတ်တယ်ဒါတွေကတရားရမှတ်တယ်နှစ်ခုပေါ့နော်တူတာတွေသွားရှိသလိုမတူတာတွေသွားရှိဟုတ်လားဘာဂျာသုံးစာထဲမှာလည်းပေါ့နော်အရှိရသုံးစာနှစ်မျိုးကဒီထဲကိုပြန်ရောက်နေရမျိုးဖြစ်တတ်တယ်ဟုတ်ပြန်ရောက်နေရမျိုးဖြစ်တတ်တယ်ဂျာသုံးစာထဲမှာလည်းဂျာသုံးစာထဲမှာဒါတွေပြန်စုနေရမျိုးဖြစ်တတ်တယ်အဲ့တော့လွယ်အောင်လို့လွယ်တဲ့ပုံစံအတိုင်းမှတ်ခိုင်းတာရောတော့ခုနပြောရင်တော့ရှုပ်သွားတယ်ရှုပ်ခုနော်ဒီစားမှတ်ထားမယ်နော်비가 오는 바람에 혹시 다 젖었어요. 모유하라죠. 모유하래အတွက်ကြောင့် 모유하로ဆိုရတဲ့လို့ဘာဖြစ်လဲအဝတ်တွေအားလုံးစုံသွားတယ်လို့ပြော비가 오다သုံးထားတယ် 오다ဘာဒီလဲလာဒီကဘာလဲ 동작 동사 ဟုတ်ပြီနော်ဒါကြောင့်ဒါလည်းသုံးလို့ရတယ် 비가 오는 바람에 혹시 다 젖었어요. 모유하래အတွက်ကြောင့်ဝတ်တွေအားလုံးစုံသွားပြီဒါမျိုးပြော버스를 놓치는 바람에 버스가 놓도하의အတွက်ကြောင့် 지각했어요.နောက်ကျတယ်. 누가 지각하다 소의 미니리 저는 늦다 소의 여러분은 등이하는 늦다 소의 미니리နောက်ကျတာ.
ဒီ meaning နဲ့တူတူပဲပေါ့နော်အဓိပ္ပာယ်တူတူပဲ지각하다နောက်ကျတာ버스를 놓치는 바람에 지각했어요 버스가နောက်ကျတာကြောင့်버스가နောက်ကျဘတ်စကလွတ်သွားတာကြောင့်နောက်ကျသွားတာနောက်ပြော갑자기 전기가 나가는 바람에 요리에지 미비에 돌아가죠 숙제를 못했어요. 말해. exam လုပ်နိုင်ခဲ့ဘူးဟုတ်ပြီနော်나가다ထွက်သွားသည်ဆိုတာဒီပါ변화동사 변화동사ဟုတ်တယ်နော်ဒါပေမဲ့အရန်လေဒါသုံးလို့မရဘူးဒါဆိုပြီးတော့လေခုနကကောင်နေနဲ့လေအရန်နော်မှတ်ထားလို့ရှိလို့ရှိရင်여러분တို့ကရှုပ်နိုင်ဟုတ်ပြီနော်ကျပြောရနော်အရှိရဟာတွေပြောသွားလို့အရှိရဟာတွေအာယုံဆိုင်ရမယ်ဒါနီးကြကြပေါ့နော်စာအုပ်ကြီးကြီးမားမားရေးတော့မယ်ဆိုဒီယူဆိုင်ရမယ်ဒါပေမဲ့စကားပြောမှာပုံမှန်ရေးမှာဆိုရင်တုံတုံတန်ရုံရေးကြည့်မို့ဆိုလို့ရှိရင်ဒီတရားကြီးကခတ်တယ်ပေါ့နော်သတိထားမှာအများကြီးဆိုပြီးတော့မို့ဆိုလို့ရှိရင်တော့ဒီတရားကိုမသုံးတော့မှာဆိုတော့နားလေလားဘာဖြစ်လဲနည်းနည်းစီပဲမှတ် serious ဖြစ်စရာမလိုဘူးပေါ့နော် grammar သင်တဲ့အခါမှာသိအောင်သင်တယ်သိသွားပြီလို့ရှိရင်ဒီ grammar ဒါကြီးကို serious ဖြစ်နေစရာမလိုဘူးပေါ့နော်ရေးနဲ့grammar အမှားဆိုတာရှိရပဲကိုရီးယားလူမျိုးကြီးကိုယ်တိုင်နော်တခါလေရေးနေ grammar တွေကမှားကြတယ်ဟုတ်တယ်အဲ့လိုဆိုတော့ကဆိုကြည့်မယ်ဆိုရင်ဒီဟာကိုပြောမလို့전기 나가다ဆိုရင်မီးပြတ်တယ်လို့ဆရာသုံးတယ်전기가 나가다မီးပြတ်တယ်ဆိုတာပြောကြည့်မယ်ဆိုရင်전기ဆိုတာလျှက်စစ်전기가ဆိုလျှက်စစ်က나가다ဆိုထွက်သွားလျှက်စစ်ကထွက်သွားသူတို့ကဒီလိုသုံးတယ်အဲ့ဒါကို여러분တို့မီးပြတ်တယ်ဆိုရင်မြန်မာလိုဘာသာပြန်ပြီးတော့불이 나가다ဘာညာနဲ့လာပြီးပြောကြတယ်불가 fire ဆိုတဲ့အဓိပ္ပာယ် electricity မဟုတ်ဘူးဗာလဲ불ဆိုတာမီးလျှက်စစ်မီးကိုပြောတာလျှက်စစ်မီးတာဖြစ်တယ် sorry အပေါ်ကလျှက်စစ်မီး불가 fire ဆိုတဲ့အဓိပ္ပာယ် fire မီးတောက်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီမီးကိုပြောတာအဲ့ဒါဆို여러분သုံးလို့ရပါမလားသုံးလို့မရဘူးဟော전기 나가다နဲ့ပဲသုံးရမယ်전기가 나가다ဒါနဲ့ပဲပြောရမယ်ဟုတ်လားမီးပေးတာဆိုရင်전력 공급 ဆိုပြီးပြောတယ်ဒါမီးနည်းနည်းပြောပြတယ်전력 공급 전정ဆိုမီးပြတ်တာအဲ점정ကလည်းမီးပြတ်တာကိုပြောတာပဲ전력 공급ဆိုလို့ရှိရင်မီးပေးဝေတာဟုတ်နော်ထားပါတော့မှတ်ထားပြီးတော့နောက်က문을 3개 여는 바람에 တကားကို3개ဆိုတာပြင်းပြင်းထန်ထန်여는 바람에ဖွင့်လိုက်တဲ့ကြောင့်유리가 깨졌어요မှန်ကကွဲထွက်သွားတယ်차가 막히는 바람에ဒီမှာဆိုရင်막히다ဘာဖြစ်လဲ비동사သုံးထား차가 막히는 바람에ကားတွေပိတ်နေတာကြောင့် 중요한 회의를 놓쳤어요. vale အရေးကြီးတဲ့အစည်းအဝေးကိုလွတ်သွား 잠을 못 자는 바람에 ကောင်းကောင်းမအေးရတာကြောင့်အိတ်မပျော်ခဲ့တာပေါ့ 잠을 못 자는ဆိုအိတ်မပျော်ခဲ့ဘူးမအိတ်ခဲ့ရဘူးဆိုရင်မအိတ်ခဲ့ရတာကြောင့် 오늘 너무 피곤해요. ဒီနေ့အရန်ကိုပင်ပန်းတယ်ဆိုရင်ဟုတ်ပြီနော်ဒါပေမဲ့ခုနပြောလို့여러분တို့မှတ်တော်ထားမယ်ဘာဘယ်သုံးစာရည်နဲ့သုံးလို့ရတယ်ဘာနဲ့သုံးလို့ရအောင်မှတ်ထားဒါပေမဲ့여러분တို့ဒီတရားကိုရဖို့ဆိုဘာလုပ်ရမလဲဆိုတော့ဥပမာစာကြောင်းတွေများဖွဲ့ကြည့်ပြီးတော့ဒါမှမဟုတ်စာအုပ်တွေမှာပေးထားတဲ့ဥပမာစာကြောင်းတွေအများကြီးကိုဖတ်ကြည့်လို့ရှိရင်ဘယ်ကောင်ကရတယ်ဘယ်ကောင်ကမရဘူးဆိုတာကိုလေအလိုလျောက်သိသွားတယ်ဟုတ်တယ်မအလိုလျောက်ကိုယ့်ဘက်ကိုသိတော့ကိုယ့်ဘက်ခေါင်းထဲမှာမနေဖြစ်စရာမလိုတော့ပြန်ပြီးတော့ဘယ်ဟာသုံးရလဲဘယ်ဟာဆိုနေပြရလဲဆိုပြီး memory record ခေါ်ပြီးတော့ဒါနီးကြကြ memory record ပြန်ခေါ်ကြမလို့ပဲနဲ့အသားကျသွားတယ်ဟုတ်တယ်မလားအသားကျသွားကိုယ့်ဘက်ကိုအသားကျသွားတဲ့ခါကျရင်ဥပမာစာကြောင်းတွေများဖတ်လို့ရှိလို့ရှိရင်ကိုယ့်သူမှတ်မိဟိုဟာကြီးဒီလိုမျိုးကြက်နေကြမလို့ဘယ်လိုမျိုးလဲဆိုတော့ဒီကောင်ကနံပါတ်မဲက3.3စာနဲ့3.3စာပြောင်းတော့3စာနဲ့3တယ်3.3စာပြောင်းတော့3စာနဲ့3တယ်ဘာနဲ့သုံးလို့မရဘူးလဲ3.3စာနဲ့ဂျုံကျဲ3စာနဲ့သုံးလို့မရဘူးအဲ့လိုမျိုးမှတ်နေရတော့ရှုပ်တယ်ပြောနိုင်လားရှုပ်တယ်အဲ့ဒါကိုမှတ်တော့မှတ်ထားမယ်မသိပြင်ပြီးတော့စာအုပ်မှာရေးထားပြီးပြင်တော့လှန်ကြည့်မယ်ဒါပေမဲ့ဘာလို့ရမလဲဆိုတော့အဓိကအတိတ်ပဲကိုမှတ်မယ်ဥပမာစာကြောင်းတွေများဖတ်မယ်ဒါဆိုရင်ဒီတရားရတယ်많이 두디 이 클레 아니 장르 지메다니요. 명령문이나 청유문과 같이 사용하지 않는다. 자자에 나마 두고 메이베시 가이나리 다운소리 와자리 너무 미야우 기 때문에 들어가려고 해. 거기나 디마지아 여라라 산대 동사 중대 동사 다리 롱화 너무 미야우 눈바람에요.
ဆရာခုနပြောတယ်ဘာလဲဆိုတော့နိုင်ရှိကချွန်းပါရမယ်ရာသီဥတုအေးတဲ့အတွက်ကြောင့်ဆိုပြီးသုံးလို့မရဘူးချွတ်တာဆိုတာဒီ Sunday လို့ခေါ်တဲ့အခြေအနေကိုပြောတာဖြစ်တဲ့အတွက်ကြောင့်သုံးလို့မရဘူးနိုင်ရှိကချူအောင်ဆိုပြီးအော်ရောဆိုနေသုံးရမယ်ရာသီဥတုအေးလို့အပြုံမထွက်နိုင်ဆိုနိုင်ရှိကချွန်းပါရမယ်밖에 못 나갔어요အပြုံမထွက်နိုင်ဘူးပြင်မသွားနိုင်ခဲ့ဘူးအဲ့လိုဆိုရင်날씨가 추워서 밖에 못 나갔어요 아오요소들아 병 동안 아무리 그냥 기 때문에 날씨가 춥기 때문에 밖에 못 나갔어요 이렇게 동안 산대 동사 네 답이 날씨가 추운 바람에 저기 답이요 동로 야오 그러잖아 야오 다 산대 동사 동로 야오라 종제 동사 술래 날씨가 있다 동로 야오 없다 살다 계시다 동로 야오 종대 동사 동로 야오ဆိုတာဒါမျိုးလေး meaning နဲ့မှတ်ထားရင်ပုံပြီးအဆင်ပြေတယ်။ ita မတော့အောင် opta မတော့အောင် saida မတော့အောင် geshida မတော့အောင်ဒီတော့မှတ်ထားရင်종대 동사အများကြီးမရှိဘူး။ဟုတ်လား။ဒါတွေပဲအများဆုံးသုံးတာဆိုအများဆုံးသုံးတဲ့ဒီ meaning လေးတွေခွဲမှတ်ထားရင်ရပြီ။နော်။ဒါဘာမှမဟုတ်ဒါကိုဆရာပြောထားတာကိုရလို့ရေးထားတာ။ဒါခုနကကောင်လေးတွေဟုတ်ပြီနော်။ဒါဒုံစာလေးတွေဟုတ်နော်။ဒီမှာဒီကောင်ကိုအာယုံဆိုင်တာတဲ့ဒီဘက်ကဒီ meaning စကားလုံးလေးတွေကိုအာယုံဆိုင်ပြီးတော့တေချာမှတ်ထားပါနော်ဒါလေးတွေကိုပြန်ပြီးတော့ကြည့်ကြည့်ပဲပြန်ပြီးဒါလေးတွေကိုကြည့်ကြည့်ပြီးတော့ကြည့်ကြည့်ပဲဟိုငါသုံးလိုက်တယ်ငါသုံးလိုက်တယ်ရမရဘူးဆိုတော့စာအုပ်ထဲမှာရေးထားပြီးရေးထားတဲ့စာအုပ်ကိုပြန်လှန်ပြီးတော့ခဏခဏကြည့်ပေးကြည့်ပေးဖတ်ပေးကြည့်ပေးဖတ်ပေးဒါဆိုရင်ရတယ်ဟုတ်လားတင်ယုံနဲ့တော့여러분ကချက်ချင်းသိချင်မှသိမယ်နံပါတ်မဲ့တရာဆရာပြောလို့ပဲပါလေနဲ့ကတိကတ9နဲ့ကောင်ကတိကတ9နဲ့စီစာကြောင့်နဲ့ကောင်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်သူ့ဘာဖြစ်လဲသုံးလို့ရတဲ့ကောင်ရှိသုံးလို့မရတဲ့ကောင်တွေရှိဒါပဲဘာဖြစ်လဲဒီတိုင်းပဲပထမဆုံးမှတ်တဲ့ခါမှာတော့ဒုံးစာနဲ့ပဲသုံးတယ်နံပါတ်မဲ့တရာကိုဒုံးစာနဲ့ပဲသုံးတယ်ဖြောင်းဖြောင်းစာနဲ့မသုံးဒီလိုမှတ်တာဆရာတို့လည်းပထမစတင်ကြဒုံးစာတွေအကုန်သုံးတယ်ဒီလိုပဲမှတ်တာတဖြည်းဖြည်းနဲ့မှသုံးလို့မရတဲ့ကောင်လေးတွေဒါလေးကသုံးလို့မရဘူးဩဒါလေးကသုံးလို့ရတယ်ဟုတ်ဆိုပြီးတော့နည်းနည်းဒီမှတ်သွားပြီးတော့စာကြောင်းတွေများများဖတ်သွားရင်ဒီလိုဆိုရအောင်မှတ်မိတော့ဒီတိုင်းဆိုရင်ဟာနှစ်မျိုးကသုံးလို့မရဘူးတစ်မျိုးကသုံးလို့မရဘူးဒီလိုမျိုးတွေဖြစ်မှာဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒါကိုဒီစကြာထပ်ကလည်းလည်းပြန်ကြည့်မသိရရှိလို့ရှိရင်ဆရာကိုဒီ YouTube ဗီဒီယိုရဲ့ comment မှာအောက်မှာ comment မှာမသိတဲ့အပိုင်းကိုမရှင်းတဲ့အပိုင်းကိုပြန်ပြီးတော့ပြန်ပြီးတော့ပြောပြမယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရောအားလုံးမတက်တာပါ